ရွှေအောင်တရားလူတွေကလည်းဟိုမှာမိသားသေးဘူးတော့ယူလာတယ်အနာကတ်လာပြီနော်အေးဖောင်းတယ်မရှိဘူးဟိုအဒီကားကြီးလားဟုတ်ပါစီတာလားစီကားလားစီကားလားမသိဘူးအပေါ်ကတဲကျိုးအပေါ်ကဝိုင်းဝိုင်းကျိုးရလားအေးအမဖုံးတယ်ထပ်ပွင့်တာပွင့်လာတားတွေပဲပွင့်အဲ့ဒါကြီးကခြေတယ်ပန်းနေထုတ်တာဒီလားမောင်ဟေးဒီတက်ကလည်းဒီကရွှေပြိုင်းမျိုးစီတိုင်ကအဲ့ဒီမိသက်သေးဘူးတွေပါတခါယူလာပြီးအကုန်လုံးဖြန်းကြတာမိသက်ဌာနကလည်းရောက်လာပါပြီနောက်တော့ဟိုဘက်မှာလည်းမိသက်ကားတော့လာနေပြီနော်ဒီမှာစီတိုင်နဲ့နီးနေတော့နော်အနေရောများတယ်နော်ဒါပေမဲ့အဆင်ပြေပါမိသက်ကလာပါပြီဒီစီတိုင်အေးပေါ့မိသက်သက်တွေလည်းအဆင်ပြေပါတယ်နော်တော်သေးတယ်ဒီနာနာဟွာပြီလို့လောင်တာပေါ့ဘယ်လိုရတော့မလို့လောင်ပါမှာအမတကြိုးလေးပြတ်ကြပြီးတော့လူတွေလောင်နေတော့ကျွန်တော်ရှုခွင်းတာမြို့ပတ်လန်ဟိုက9ခွေကျော်ပေါ့9ခွေကျော်ဒီဘက်9ခွက်ကန္နာဟိုဟာပေါ့9ခွက်ကန္နာရှစ်9ခွက်ကန်ရှစ်ဒီဘက်ရွှေပြားမြို့စီတိုင်းနဲ့မျက်စောင်းတို့ညာဘက်မျက်စောင်းတို့ပေါ့အဲ့လိုနေရအပေါ်တက်ကြိုးလေးပါလောင်းနေတာဖီတာကားဖြစ်မယ်ဖီတာဟုတ်တယ်ကားမီးလောင်လာရင်မမိုးကိုင်အပေါ်တက်ကြိုးတွေပါလမ်းဆွဲနေတော့ဆလောင်ပြီးအဲ့လိုဖြစ်တဲ့ဆိုတာနဲ့ဒီဘက်ကရွှေပြိုင်းမှုစီတိုင်းဒါရွှေပြိုင်းမှုငွေပြိုင်းမှုလားရွှေပြိုင်းမှုလားအစီတိုင်းအဲ့ဒီကမိသက်သေးဘူးတွေပါတခါထုတ်လာပြီးတော့လှုပ်လို့အမြဲငိမ့်သွားတာဗျ